အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဇန်ပါဒါကကျွန်တော်ရဲ့ YouTube channel တက်ပထမဆုံးဗီဒီယိုဖြစ်ပါတယ်ဒီ channel ကနေပြီးတော့ကျွန်တော်သိတဲ့အကြောင်းအရာတွေ knowledge တွေကိုညှောပေးတော့မှာဖြစ်ပါတယ်ပုံမှန်ဆိုရင်တော့ကျွန်တော်ကဒီကိုဗီဒီယိုရိုက်တာတွေ selfie ရိုက်တာတွေကိုကျွန်တော်တိတ်ကြိုက်တဲ့ထဲမှာအပါပေါ့နည်းနည်းရှက်တဲ့ကြောက်တဲ့ထဲမှာပါတယ်ပြီးတော့ကျွန်တော်ကဒီYouTuber 101တင်တန်းကနေပြီးတော့တင်တန်းတရားပေါ့နော်ကျွန်တော်လိုပဲဒါတင်တန်းသူတင်တန်းသားအနေနဲ့ဒါမှမဟုတ်အပြင်ပကတခြားလူငယ်တွေအနေနဲ့ဒီ YouTube channel ပေါ်မှာဗီဒီယိုစတင်ရိုက်ဖို့အတွက်ဒီစတင်မဲ့သူတွေအတွက်ဒါမကြောက်ဘူးအတွက်ကျွန်တော်အကြံပေးခြင်းတယ်ပေါ့နော်လူတိုင်းကတော့စတင်တဲ့အချိန်မှာအမှားယွင်းလေးတွေတို့ပြီးကြတော့ဒီလိုအပ်ချက်လေးတွေရှိကောင်းရှိစမြဲပေါ့နော်အဲ့တော့ကျွန်တော်တို့ကရှေ့ဆက်လှုပ်ဆောင်နေပဲဒီလိုအပ်ချက်တွေကျွန်တော်တို့ရဲ့အမှားတွေကိုပြုပြင်ရင်ဖြည့်ဆင်းနေပဲဒါကျွန်တော်တို့ရဲ့အကောင်းဆုံးပုံစံကိုဒါလှုပ်ဆောင်သွားနိုင်မယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်ပေါ့နော်အားလုံးပဲကြိုးစားကြပါကျွန်တော်လည်းဆက်ပြီးတော့ကြိုးစားသွားပါမယ်